Hello အားလုံးမင်္ဂလာပါဆွေအင်းလေးရိုးရချီတဲ့နဲ့လွယ်လုပ်ငန်းမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မိတ်ဆွေများကိုမျှဝေချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဆွေအင်းလေးမိသားစုကနေပြီးတော့မှတာသမီယတနာလေးတွေကိုရက်လာတဲ့အကြောင်းအရာလေးတွေကိုနံပါတ်9တတမပိုင်းအနေနဲ့မျှဝေချင်ပါတယ်ကျွန်တော်ခဏချစ်ဗီဒီယိုပြောထားတဲ့အတိုင်းပဲကျွန်တော်ပြီးမောင်ဒီဘက်တက်နစ်ကစားတဲ့အချိန်မှာမိတ်ဆွေကောင်းလေးရတယ်ကျွန်တော်ကဘယ်တော့ဘယ်နေရာပါလို့ကျွန်တော်မိတ်ဆွေကောင်းရခဲ့တာတကယ်ကန်ထူးတဲ့လူပြအဲ့ဒီမှာဒီဘက်တက်နစ်ကစားနေနေကျွန်တော်ကညနေ9နာရီကနေည10နာရီလောက်ထိကစားတဲ့လူပေါ့နော်ကစားတဲ့အချိန်မှာလူပေါင်းစုံနဲ့တွေ့ရတယ်အဲ့ဒီအချိန်မှာဘယ်သူနဲ့တွေ့လဲဆိုတော့ကျွန်တော်တို့ဒီတောင်ကြီးမြို့မှာရွှေငါးဟိုတယ်ပိုင်ရှင်ဦးဝင်းရွှေအန်ကယ်ဦးဝင်းရွှေလာတော့တပတ်နှစ်ပတ်လောက်ကစားသူနဲ့ကစားဖြစ်တယ်ပေါ့နော်ကျွန်တော်ကလက်သိမ့်မကောင်းသေးတော့လူတွေကျွန်တော်တိတ်မကစားချင်အဲ့တော့ကျွန်တော်ကအန်ကယ်ဦးဝင်းရွှေတို့နဲ့တကူညီတောင်းပြီးတော့ကစားတဲ့အချိန်မှာအားလက်တဲ့အချိန်မှာခုံမအားတဲ့အချိန်မှာအန်ကယ်ဦးဝင်းရွှေနဲ့စကားပြောပြီးတော့ဟာတဲ့မင်းကလေးမရသေးဘူးလားတဲ့သူ့ရဲ့အတွေ့အကြုံတွေပြောပြချင်တယ်တဲ့ဆိုတော့ तू ကလည်းအိမ်တောင်ကြပြီး6နှစ်ကျော်မှကလေးရခဲ့တာအဲ့လိုရှင်းပြတော့ကိုကလည်းအားတက်သွားတာအားတက်တော့အဲ့အန်ကယ်ဦးဝင်းရွှေက तू ကတရုတ်လူမျိုးလုပ်ငန်းရှင်ဒါပေမဲ့ तू ကဘာသာရေးလဲတအားကိုင်းဆိုင်တဲ့လူတအားလိုက်စားတဲ့လူကျွန်တော်တို့မိုးကုတ်ရိတ်တာမှာလဲဒီတောင်ကြီးမျိုးမိုးကုတ်ရိတ်တာမှာလဲကျွန်တော်ဝေရဝက်ဆက်လောက်တာဘူးနော်အဲ့မှာအန်ကယ်ဝင်းရွှေလိုကသူတို့ကတော့ဒီအမှုဆောင်လူကြီးတွေပေါ့ဒီမှာအမြဲမှန်တမ်းပြီးတော့သူကကျွန်တော်ပြောပြတော့မင်းနဲ့ကလေးရချင်တဲ့နံပါတ်1ဖျားတရားတန်ခါမင်းခုကစီခိုင်းရမယ်ဘောနော်ဒါတော့ကျွန်တော်ဘာသာရေးကိုမဲဆွဲတာမဟုတ်ဘူးတခြားဘာသာဆိုလဲကိုကြိုက်တဲ့ဘာသာကိုဂျုံကြည်စိတ်ကပ်ပေါ့ဗျာနော်ကျွန်တော်တွေးခဲ့တဲ့ဆရာသမားကောင်းတွေရဲ့ပြောပြချက်ကိုကျွန်တော်ပြန်ပြောပြတာပေါ့နော်နံပါတ်2မင်းအနိကနေတဲ့အဖေအမေနဲ့အဖေအမေကိုလည်းယူတည်ရမယ်မင်းတောင်းပန်ရမယ်ဘာလို့ဆိုအနိကနေတယ်ဆိုတော့ကာယကံဝစီကံမနောကံအနည်းဆုံးတော့မနောကံနဲ့ပြစ်မှာမိမှာပေါ့နော်ပြောပြရနော်အဲ့ချိန်မှာ तू ကမင်းနဲ့တလားတစ်ခါလောက်တော့ဘုံကြီးကြောင်းသွားပြီးတော့မှဆွန်တကပ်ပါပေါ့ဆွန်ကပ်ပြီးတော့မှဒီတပါတကြိုက်သမင်းတကြိုက်နိုင်တဲ့တကြိုက်ပေါ့ဟင်းတကြိုက်နိုင်တဲ့တကြိုက်ပေါ့ဗျာညများစားလည်းမဟုတ်ဘူးပေါ့မင်းတို့လို့ပေါ့သူတုံးကလည်းအဲ့ဒီသူငယ်ဘွားတုံးကသူ့အဖွားနဲ့နေတော့ဒီရင်နွေးအိုးပေါ့မှာထိုင်မိတယ်ဆိုတာမသိဘူးဗျကျွန်တော်မှတ်မိတော့ပြန်ပြောပြရနော်တမီးတော့သူကအဲ့ရင်နွေးအိုးထဲကြောက်သွားချိန်မှာသူကအဲ့ဒီမှာမရနိုင်တော့လို့သူထင်တာပေါ့နော်နောက်ပိုင်းသူလည်းကလေးမရတော့တဲ့အချိန်မှာအဲ့လိုပဲဘာသာရေးကိုသူကလှုပ်ရင်းနဲ့သူရှားလာတယ်အားကစားလည်းသူတို့လှုပ်တယ်ပေါ့နော်သူကအဲ့လိုပြောပြတယ်အဲ့ဒီအချိန်မှာအဲ့လိုပြောပြီးတော့သူကအမေရိကပြန်သွားတယ်သူတာသမီးတွေကအမေရိကမှာရှိတာလေသူကဟိုအမေရိကမှာနေလဲမြန်မာနိုင်ငံမှာနေလဲအဲ့လိုပဲတွားနေလူပေါ့နော်အဲ့တော့ကျွန်တော်လည်းမလုပ်ဖြစ်ဘူးသူပြောတဲ့ဟာရှင်းလေးဘုန်းကြီးကျောင်းတွားခိုင်းတယ်မိဘတွေယူတည်ခိုင်းတယ်ဒါတော့ပဲကိုကတော့ဘုန်းကြီးကျောင်းတော့သူပြောလို့တော့အမြဲတမ်းမတွားဖြစ်ဘူးမိဘတွေကိုတော့ကျွန်တော်တို့အရင်စော်ကားတဲ့လူတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအရင်မမရှိတဲ့လူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုကတော့အတိတ်မယုံကြည်တယ်ဟုတ်မလုပ်ဖြစ်ဘူးပေါ့အဲ့ဒီမှာသူကလည်းတွားပြီးကိုကလည်းပြင်မောင်တော့ဆက်ကစားတယ်ကျွန်တော်အမျိုးသမီးနဲ့လည်းမနေ့တိုင်းလန်လျှောက်တယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးပေါ့နော်ဒါကျွန်တော်ရဲ့ဒုတိယဆရာပေါ့ပထမဆရာကတော့ဒေါက်တာအီမိုလင်းဒုတိယဆရာတော့ခုအန်ကယ်ဝင်းရွှေပေါ့အန်ကယ်ဝင်းရွှေကိုလည်းဒီဗီဒီယိုနဲ့ကာရဝါပြုပါတယ်ဗျကျေးဇူးအများကြီးရှိပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့နောက်ဗီဒီယိုမှာ
ကျွန်တော်ဆရာတယောက်အကြောင်းနဲ့မိတ်ဆက်ရင်းနဲ့ကျွန်တော်အကြောင်းပြန်မျှဝေပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ